အားလုံးပဲမင်္ဂလာပါရှင်ရွှေစစုရဲ့နောက်နေပြပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မိကလူမျိုးပေါ့နော်အရင်ချစ်စရာကောင်းတဲ့ဒီဇိုင်းဆက်ဆက်လေးတွေနဲ့ဖန်တီးထားတဲ့နှဆွဲလေးတွေကိုမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်တဘာဝစလင်းဝါ Bluetooth ပတ်နဲ့တဘာဝပြောင်ကောင်းစိမ်းအစင်အသက်လေးတွေကိုသုံးပြီးတော့ခပ်ပေးထားတဲ့နှဆွဲလှလေးတွေပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့မိတ်ဆက်ပေးမဲ့နံပါတ်1အရင်လေးပဲဖြစ်ပါတယ်သူလေးကကြတော့ Bluetooth ပတ်ကြောက်ကြီးကြီးလေးကိုပေါ့နော်လူမျိုးနှကောက်ပုံစံလေးခပ်ပေးထားတဲ့ရိုးရှင်းရှင်းဒီဇိုင်းလေးပဲဖြစ်ပါတယ်ဒါလေးကတော့နံပါတ်2နှကောက်လေးပဲဖြစ်ပါတယ်သူလေးကကြတယ်လို့ပန်းကနုတ်ပုံစံလေးကိုမှပိုးဆန်ဆန်အော့ဖြူလေးနဲ့ခပ်ပေးထားတဲ့ချစ်စရာလေးပဲဖြစ်ပါတယ်ရှင်သူလေးကတော့အရန်ကိုလှပြီးတော့ကြပြဆန်တဲ့ဒီလိုမျိုးပေါ့နော် Bluetooth ဘတ်3ပွင့်ပါတဲ့နှကောက်လေးပဲဖြစ်ပါတယ်ဒါလေးကတော့နံပါတ်3လေးပဲဖြစ်ပါတယ်ရှင်သူလေးကတော့နံပါတ်4လေးပဲဖြစ်ပါတယ်ဆန်းမဆန်းဒီဇိုင်းဆန်းလေးကိုမှကြိုက်တယ်ဆိုရင်မမတွေအတွက်ဒီလိုမျိုးပေါ့နော်ချင်းလုံးပုံစံလေးခပ်ပေးထားတဲ့နှကောက်ကလေးပဲဖြစ်ပါတယ်ရှင် Bluetooth ဘတ်နှကောက်လေးပါနော်သူလေးကပတ်လဲ360လုံးအရန်ကိုလှတဲ့နှကောက်ကလေးပဲဖြစ်ပါတယ်သူလေးကလည်းအရန်ကိုမှလှတယ်ခုနကချင်းလုံးဒီဇိုင်းလေးပေါ့နော်ဒါလေးကိုပြောင်ကောင်းစိမ်းလေးနဲ့ခပ်ပေးထားတာပဲဖြစ်ပါတယ်သူလေးလည်း360လုံးအရန်ကိုလှတဲ့နှကောက်ကလေးပဲဖြစ်ပါတယ်ဒီကကြတော့စလင်းဝါကြောက်စင်တန်လေးကိုဒီလိုနှစ်ဆင့်ဒီဇိုင်းလေးခပ်ပေးထားတာပဲဖြစ်ပါတယ်သူလေးကတော့နံပါတ်920လေးပဲဖြစ်ပါတယ်ရှင်သူလေးကအရန်ကိုမှခေါ်နေမဲ့ဒီဇိုင်းလေးတော့စလင်းဝါကြောက်လေးနဲ့ခပ်ထားပေးရပဲဖြစ်ပါတယ်သူလေးကတော့မိတ်ဆက်ပေးသွားမယ်နောက်ဆုံးနှဆွဲလေးပဲဖြစ်ပါတယ်ရှင်သူလေးကကြတော့စလင်းဝါကြောက်အစင်တန်လေးကိုပေါ့နော်ဒီလိုမျိုးလေးလူငယ်ဆက်ဆန်လေး4ဆင့်လေးခတ်ထားပေးရမယ်